အပိုင်း17ရဲ့အစမှာတော့ပြိုင်ပွဲစလိုက်တာနဲ့အားလုံးကအရှိန်ကုန်တင်မောင်းနေခဲ့ကြပြီကိုကီကတော့ပြိုင်ဘက်တွေကိုပွဲအစမှာပြတ်သက်ချန်ထားနိုင်မှုအတွက်အစမ်းကုန်ကြိုးစားမောင်းနေခဲ့ပါတယ်တစ်ဖက်မှာလည်းစာယုံကြီးကပြိုင်ပွဲကိုကြည့်နေခဲ့ပြီးတော့တခါမှမကြည့်ဘူးတဲ့သူမိမကိုလည်းစိုးရိမ်စိတ်တွေပေးပယ်ထားလိုက်ပြီးတော့သူတို့သားလေးရဲ့ပြိုင်ပွဲကိုအားပေးတဲ့နယ်လို့ပြောလိုက်တာကြောင့်သူမှလည်းအတူတူအားပေးနေခဲ့ပါတယ်ထိတ်ဆုံးကဥဆောင်နေတဲ့ကိုကီကတော့အရှိန်ကုန်တင်မောင်းနေခဲ့ပြီးရေကုန်ကိုပြတ်မောင်းတဲ့နေရာမှာတော့အရှိန်များသွားတာကြောင့်ကားကိုထိန်းချုပ်လို့မရတော့ဘဲနဲ့ဟန်ချက်ပြတ်သွားခဲ့ရပါတယ်နောက်ကလိုက်လာတဲ့ဘဂင်ပောင်ဝါနဲ့ကန်နာဒါတို့ကလည်းသူတို့ရှေ့ကဟန်ချက်ပြတ်နေတဲ့ကားကိုဘယ်ဘက်ကရှောင်ရမလားညာဘက်ကရှောင်ရမလားနဲ့ဝေခွဲမရဖြစ်နေကြရင်းနဲ့နှစ်ယောက်လုံးကတော့ညာဘက်ကိုပဲရွေးလိုက်ကြပါတယ်ဒါပေမဲ့လည်းကိုကီရဲ့ကားကလမ်းညာဘက်ကိုကပ်ပြီးရက်သွားခဲ့တာကြောင့်သူတို့နှစ်ယောက်လုံးကလည်းအမြန်ရမ်းလိုက်ရပါတယ်ကျင်ညာတဲ့သူတွေကလည်းဒီမြင်ကွင်းညောင်အရန်ကိုအံ့ဩနေခဲ့ကြပြီးတော့နောက်ကကားတွေကလည်းတတိပတိကြော်တက်နေခဲ့ကြပါတယ်ဒိုင်ကိုနဲ့နိုဇိုမီတို့နှစ်ယောက်ကြားမှာနေရာလို့ပိုကျဲနေတာကြောင့်ဘဂင်ပောင်ဝါကဝင်ဖို့အချက်ပြလိုက်တာကိုကနေဒါကလည်းသဘောပေါက်လိုက်ပြီးတော့နှစ်ယောက်သားကအလင်းမြန်နဲ့ဝင်လိုက်ကြပါတယ်ဒီလိုလုပ်တာကအလွန်လင်းမြန်မှုလို့သလိုနည်းနည်းလေးနှေးလိုက်တာနဲ့တင်နောက်ကကားတွေကတိုက်နေတာကြောင့်နှစ်ယောက်လုံးရဲ့ယုံကြည်မှုကိုတော့ကြီးညာသူတွေကလေးစားနေခဲ့ပါတယ်ဒီလိုလုပ်နိုင်တာကလည်းမန်နူရယ်ဂီယာဖြစ်နေတာကြောင့်အခုလိုလုပ်နိုင်တာဖြစ်ပြီးတော့အော်တိုဂီယာဖြစ်တဲ့ကိုကီကတော့နောက်ဆုံးကနေလည်းပြန်လိုက်နေရပြီလို့လည်းပြောနေခဲ့ပါတယ်ကိုကီလိုကားသမားမျိုးကဖျားတန်နေကြောင်အမားလုံးလိုက်တာကအားလုံးအတွက်တော့မယုံနိုင်စရာဖြစ်နေပေမဲ့ကိုကီကတော့သူ့အမားပေါ်သဘောကျနေခဲ့ပြီးနောက်ကနေပြန်လိုက်ရတော့ဖျားမရှိတော့တဲ့အပြင်ကားတစ်စီးကိုကြော်လိုက်တိုင်းမှာဘောနဲ့ရန်တန်းအထိရမှာဆိုတော့အများကြီးရအောင်မှာပေါ့ဆိုပြီးတော့လည်းတွေးနေခဲ့ပါတယ်အခုချိန်မှာတော့မိုတိုပိုချီကထိတ်ထုံးကဥဆောင်နေခဲ့ပြီးအမ်မာကတော့သူ့နောက်မှာရှိနေခဲ့ပါတယ်လမ်းကြောင်းအပိုင်းတစ်ပြီးလို့အပိုင်းတစ်ကိုစမောင်းနေကြချိန်မှာပြိုင်ပွဲကလည်းအစပဲရှိသေးတဲ့အကြောင်းဘဂင်ပောင်ဝါနဲ့ကန်နာဒါတို့ပြန်လိုက်ဖို့အချိန်တွေအများကြီးကြံသေးသလိုနှစ်ယောက်လုံးကလည်းအခုချိန်ဒီပုံမှန်အတိုင်းပဲမောင်းနေကြပြီးတော့သူတို့ရဲ့အစွမ်းအစကိုတော့မပြကြသေးပါဘူးရှေ့ဆုံးကမိုရိုပိုချီကတော့သူ့ရှေ့မှာကားတွေမရှိတော့တာကြောင့်စိတ်ထဲမှာဟာတတာဖြစ်နေခဲ့ပြီးအားလုံးကသူ့ကိုပဲအာယုံဆိုင်ကြည့်နေတော့မှကြောင်းဖီးယားတွေများနေခဲ့သလို project ဒီအဖွဲ့နာမည်ပြတ်မှာကိုလည်းကြောက်နေခဲ့ပါတယ်ပြီးတော့လေသူ့ရဲ့အမြန်နှုန်းကအရန်မြန်တယ်လို့ပါတနာကပြောနေခဲ့ပေမဲ့အက်စနိုမာတင်ကားကနောက်ကကတ်လိုက်နေတာကြောင့်ဖီးယားတွေလည်းတော်တော်များနေခဲ့ပါတယ်နောက်ကအမ်မာကလည်းသူ့ရှေ့ကားကိုလိုက်ရတာကအရန်ကိုလွယ်နေခဲ့ပြီးတာကူမီမောင်းတဲ့ပုံစံနဲ့အနေငယ်စင်တာကိုလည်းသတိထားမိလိုက်ပါတယ်အခုချိန်မှာကြော်တက်မယ်ဆိုရင်လွယ်လွယ်လေးကြော်လို့ရပေမဲ့နောက်ကနေစောင့်ကြည့်ခြင်းသေးသလိုကနေဒါပြန်ရောက်လာမယ်ဆိုတာကိုလည်းသိနေခဲ့တာကြောင့်သူနဲ့ပဲပြန်ကျင်နေခဲ့ပါတယ်မော်ရီဂန်ရှေ့ကအိုဂါဒါကတော့ကနေဒါအခုလိုနောက်ကိုရောက်သွားတာကကောင်းတယ်လို့ပြောနေပြီးတော့သူ့ရဲ့ပြိုင်ဘက်တွေကလည်းနောက်မှရှိနေသလိုရှေ့သုံးကနှစ်ယောက်ကလည်းလူသစ်တွေဖြစ်နေခဲ့တာကြောင့်ပြန်လိုက်မိသွားရင်အခွင့်အရေးဖြစ်နိုင်မလားလို့လည်းအိုကူယာမကိုလည်းမေးနေခဲ့ပါတယ်ဒီတော့အိုကူယာမကတခုတော့သတိထားဖို့ရှိနေပြီးချန်ပီယံဘဂင်ပောင်ဝါကကနေဒါနောက်မှရှိနေတော့သူဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်ပဲမူတည်တယ်လို့လည်းပြန်ပြောနေခဲ့ပါတယ်တစ်ဖက်ကမိုရိုပိုချီကလည်းအရှိန်ကုန်မောင်းနေခဲ့ပြီးတော့နောက်ကလူတွေကလည်းထိုက်ချက်မကွာလိုက်နေခဲ့ကြပါတယ်ဒီလိုနဲ့ရေတကုံကိုခုံကြုံရမယ့်နေရာကိုရောက်လာခဲ့ကြပြီးတော့အားလုံးကလည်းအမားယုံမရှိနဲ့ကြော်ကနိုင်ခဲ့ပါတယ်ကနေဒါတို့ကလည်းအခုချိန်ထိကြော်မတက်ကြသေးပဲမောင်းနေခဲ့ကြပေမဲ့ဘဂင်ပောင်ဝါကတော့နောက်ကနေရသလောက်လိုက်ကမောင်းပြီးတော့ဖီးယားတွေလည်းပေးနေခဲ့ပါတယ်အိုကူယာမန်ကလည်းသူပြောနေတာကဒါပဲဖြစ်ပြီးတော့ကနေဒါကရှေကားကိုကြော်ဖို့လှုပ်လိုက်တာနဲ့လွတ်သွားတဲ့နေရာကိုဘဂင်ပောင်ဝါကဝင်လိုက်မှကြောင်းကနေဒါအနေနဲ့ကြော်တက်ဖို့ပိုကက်ခဲနိုင်တယ်လို့လည်းရှင်းပြနေခဲ့ပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့ဘဂင်ပောင်ဝါတကယ်ပဲဒီလိုလုပ်မလားဆိုတာကိုတော့ဝေခွဲမရဖြစ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းကနေဒါကဘဂင်ပောင်ဝါစီကကြော်တက်မဲ့ပုံစံမျိုးကိုမတွေ့ရပဲနှစ်စီးကြားအကွာဝေးကိုလည်းတင့်တော်တဲ့အနေထားမှာထားထားတာကိုသတိထားမိခဲ့ပါတယ်လေဘီယာကလည်းအသီးအသီးရော့သွားတာကြောင့်အမြန်နှုံးပိုတိုးလာတာကိုသိနေခဲ့ပြီးဒီလိုသာကူညီပေးနေရင်တော့အချိန်ကိုပိုတင်မောင်းပြီလို့လည်းတွေးနေခဲ့ပါတယ်နောက်ကဘဂင်ပောင်ဝါကလည်းနောက်ဆုံးတော့သူသဘောပေါက်သွားတာပဲလို့ပြောလိုက်ပြီးတော့ဒါကနှစ်ယောက်စလုံးအကျိုးအမြတ်ရမှာကြောင့်ရှေ့ကနေအစွမ်းကုန်သာမောင်းမှုကိုလည်းစိတ်ထဲကတော့ပြောနေခဲ့ပါတယ်ဒိုင်ကိုကတော့သူ့နောက်မှာဆရာကြီးနှစ်ယောက်ရှိနေတာကြောင့်ဖီးယားတွေများနေခဲ့ပြီးသူ့အဖြစ်ကတင်မင်းကလာခေါ်ဖို့စောင့်နေတဲ့လူတစ်ယောက်လိုပဲဆိုတာကိုလည်းသိနေခဲ့ပါတယ်ဒီလိုနဲ့အကွေ့မှာတော့ကနေဒါကသူ့ရဲ့အကျင့်အတိုင်းပဲအပြင်ဘက်ကနေကြော်တက်ဖို့ရှင်းမောင်းလာခဲ့ပြီးဒိုင်ကိုအနေနဲ့လည်းလိုက်ပြိုင်ဖို့မဖြစ်နိုင်တဲ့အပြင်ဘဂင်ပောင်ဝါကပါနေရာလုပြီးတော့ထက်ကြော်တက်သွားခဲ့ပါတယ်ဒိုင်ကိုခမရမှာလည်းစိတ်ညစ်ချိန်တော့မရဘဲနဲ့နိုဇိုမီကပါရှင်းမောင်းလာခဲ့တာကြောင့်သူကထက်အကျော်မခံတော့ဘဲနဲ့ဘေးကြီးရှင်းပြီးတော့လည်းမောင်းနေခဲ့ပါတယ်လမ်းကျမ်းမှာရှင်းမောင်းနေခဲ့တာကြောင့်နှစ်ယောက်စလုံးကလည်းကားကိုမနှဲထိနေရပြီးတော့
ကန်ဆိုးသူတိုင်ကိုကတော့လမ်းကဂျိုင်းနဲ့စောင့်မိလိုက်လို့ဟန်ချက်ပြတ်သွားပြီးတော့နိုဇိုမီကြော်တက်တာကိုပါထပ်ခံလိုက်ရပါတယ်နောက်ဆုံးမှာတော့ကိုကီကရှိနေခဲ့ပြီးသူရှိကယာရှိဘကတော့အကျော်မခံချင်တာကြောင့်လမ်းပိတ်မောင်းနေခဲ့ပါတယ်ကိုကီကလည်းဒါကိုသိနေခဲ့ပြီးတော့အရင်နှစ်တွေကသာမောင်နှမနှစ်ယောက်ပေါင်းပိတ်လို့ရပေမဲ့အခုတယောက်တည်းဖြစ်နေတဲ့အပြင်ကမှအရေးကြီးရှိတဲ့ညီမဖြစ်သူမရှိတာကမင်းအတွက်ကန်ဆိုးရပဲဆိုပြီးတော့ဘေးရင်ရှင်မောင်းပြီးတော့ကြော်တက်သွားခဲ့ပါတယ်ရှေ့ဆုံးကသူတွေကလည်းဒုတိယအပတ်ကိုစမောင်းနေခဲ့ကြသလိုတစ်ဖက်ကနိုဇိုမီကလည်းသူရှိကကန်နာဒါတို့နှစ်ယောက်ကအရေးကြီးရှိတဲ့သူတွေဖြစ်ကြပြီးတော့တိုင်ပင်ထားတာမရှိဘဲနဲ့အတွဲညီနေတဲ့ကြောင့်သူပါကတ်လိုက်နိုင်အောင်ကြိုးစားနေခဲ့ပါတယ်ကန်နာဒါကလည်းမေဇိုနိုရဲ့နောက်ကိုကတ်လိုက်တာနဲ့ချက်ချင်းကြော်တက်ဖို့လုပ်ခဲ့တာကြောင့်မေဇိုနိုတောင်မှရန်ကိုအံ့ဩသွားရပြီးတော့ဒီကောင်လေးဘာမှမစင်သားကြတာပဲဆိုပြီးတော့ရှင်းမောင်းနေခဲ့ပေမဲ့မရဖြစ်နေခဲ့ပါတယ်ကန်နာဒါရဲ့ဥဆောင်မှုနောက်မှာပကင်ပေါင်းပါကတ်လိုက်လာခဲ့သလိုပုံမှန်ဆိုရင်မေဇိုနိုကိုကြော်တက်ဖို့မလုပ်နိုင်တဲ့နိုဇိုမီကလည်းအတင်းလိုက်ကမောင်းလာခဲ့ပြီးတော့၃ယောက်လုံးကအတူတူကြော်တက်သွားခဲ့ကြပါတယ်ဒီမြင်ကွင်းကြောင့်ကျင်းညာသူတွေကလည်းရန်ကိုအံ့ဩနေခဲ့ကြပြီးတော့လေခုခံအားစနစ်ကိုအကောင်းဆုံးအသုံးချနိုင်တဲ့အပြင်အတွဲညီလုံးနဲ့ကန်နာဒါနဲ့ပကင်ပေါင်းဝါတို့ကိုလည်းအထင်ကြီးနေခဲ့ပါတယ်သူတို့နဲ့အတူတူအဆအဆတွေကိုလိုက်ပြနေတဲ့နိုဇိုမီကတော့မောင်နှမနှစ်ယောက်အတူတူလေ့ကျင့်ထားတာကြောင့်ဒီလိုအသေးလိုက်မောင်းတဲ့နေရာမှာကျင်သားရနေခဲ့ပြီးတော့ဒီအချက်ကပဲသူ့အတွက်အကောင်းဆုံးဖြစ်စေခဲ့တာလို့ကျင်းညာသူတွေကတော့ပြောနေခဲ့ပါတယ်ဒီလိုဆရာကြီးနှစ်ယောက်ရဲ့အတွဲညီလာတဲ့တိုက်စစ်ကိုဘယ်သူကမှတားဆီးနိုင်အောင်မလဲဆိုတာကိုတော့နောက်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးဗျအားလုံးကိုကျေးဇူးများတင်ပါတယ်